လူသူကင်းမဲ့ပြီးအေးစိတ်နေတဲ့ကျွန်းကုန်းမြင့်တစ်ခုပေါ်မှာကြည်လင်းတယောက်စခန်းချဖို့ဘေးကင်းမဲ့နေရာရှာနေပါတယ်။သူဟာမိုင်မောင်းများစွာလမ်းလျှောက်လာရင်မတော်တဆချော်လဲပြီးခဲမတက်အေးစိတ်နေတဲ့ညစ်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။တော်တော်လေးမျောပါသွားပြီးတဲ့နောက်မှာတော့ကံကောင်းထမစွာနဲ့ကုန်းပေါ်ပြန်တက်နိုင်ခဲ့ပြီးခရီးကိုဆက်ခဲ့ပါတယ်။လမ်းလျှောက်ရတာပင်ပန်းလွန်းလို့ကြောက်ဆောင်ကြီးတစ်ခုကိုမှီပြီးအနားယူရင်းပန်းဝင်လေးတစ်ပွင့်ကိုခူးစားရင်းနဲ့ဒီအချင်းတွေဘယ်ကနေစတင်ခဲ့ရလဲဆိုတာသူပြန်စဉ်းစားနေမိပါတယ်။တကယ်တော့ကြည်လင်းဟာလူ6ယောက်ကိုတတ်မှုနဲ့ထောင်နဲ့တသက်တကြွကြခံနေရတဲ့သူပါ။တနေ့မှာတော့သူ့ကိုထောင်ပိုင်ကြီးစီခေါ်သွားပြီးမင်းဖားတွေကိုအိမ်မက်မက်တလဲလို့မေးမြန်းခံရပါတယ်။ဒီလိုမေးခံရတာသူတယောက်တည်းမဟုတ်ပါဘူး။တခြားကျင်းသားတွေဖြစ်တဲ့မိုးရက်ကပင်လယ်ကိုမြင်ခြင်းနဲ့ယာကုကတရုတ်နဲ့ဖြစ်တဲ့စစ်ပွဲကိုမြင်ခြင်းနဲ့အိုဗီဇီယန်ကတော့ဒီထောင်ထဲမှာပဲထောင်ပိုင်လုပ်ခြင်းနဲ့တိုလျာကအာကာသစခန်းရဲ့တိုးတက်မှုတွေကိုသိချင်ပြီးကြည်ပါကတော့မိမတွေကိုပြန်တွေ့ချင်တယ်လို့ဖြေကြပါတယ်။ဒါပေမဲ့ကြည်လင်းဘာပြန်ဖြေခဲ့တယ်လဲဆိုတာကိုတော့ပြမထားပါဘူး။အဲ့နောက်ထောင်ပိုင်ကသူတို့ကိုကျင်းသားနယ်မြေအစ်တစ်ခုကိုပြောင်းရွှေ့ဖို့ရွေးချယ်ခံရကြောင်းပြောပြီးတင်မောပေါ်တင်လိုက်ပါရတယ်။တင်မောပေါ်မှာလည်းထောင်ထဲကအတိုင်းအုပ်စုတွေခွဲထားပြီးအခန်းတွေနဲ့ပိတ်လောင်ထားပါတယ်။အိုဗီဇီယန်ကတော့သူကပဲဆရာကြီးလုပ်ပြီးလူတစ်ယောက်ကိုတတ်ခါအဲ့ရလူရာမျိုးတွေလုပ်နေပါတယ်။တင်မောတကားတွေအကုန်ပိတ်ပြီးထွက်ခွာလာတဲ့အခါမှာတော့အကျဉ်းသားတွေဟာသူတို့ကိုပင်လယ်ထဲမှာတပ်ပစ်ဖို့လှည့်စားတာလို့ထင်ပြီးထိတ်လန့်ကုန်ကြပါတယ်။ရုံးရင်းဆန်ခတ်တွေဖြစ်လာချိန်မှာကြည်လင်းဟာစိတ်ဝေဒနာရှင်အကျဉ်းသားစီပါပြောခဲ့မှုတဲ့စကားကိုပြန်သတိရသွားပါတယ်။စီပါကနေရာမှာပုံလေးလျှောက်ဆွဲရင်ကောင်းကင်ဘုံနဲ့ငရဲပြည်မှာနေရာလို့မရှိတော့လို့ငါတို့လိုလူတွေအတွက်တတိယမြောက်နေရာတစ်ခုကိုပြင်ဆင်နေကြပြီလို့ပြောခဲ့တာပါ။အစကတော့ကြည်လင်းကယူကြံကြောင်စကားလို့ထင်ခဲ့ပေမဲ့အခုတော့ဒါအမှန်တရားဖြစ်လာပြီလို့ခံစားနေရပါတယ်။ခီးလန်တဝမှာအကျဉ်းသားချင်းချင်းရံပွဲတွေတပ်ဖြတ်မှုတွေအပြင်းထန်ဖြစ်ပွားခဲ့ပေမဲ့အဆောင်တွေကမေးစေးပုံတုံးပြီးထိမ့်သိမ့်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာလူသူမနည်းရဲ့ကျွန်းကိုရောက်ရှိသွားပါတယ်။အဲဒီမှာ Terra Nova စီမံကိန်းရဲ့တာဝန်ရှိသူတွေဖြစ်ကြတယ်။ Mr. Olafson နဲ့ Marta Rook ကသူတို့ကိုလာရောက်ရှင်းပြပါတယ်။နိုင်ငံအသီးသီးမှာတေတံကိုပယ်ဖျက်လိုက်တဲ့အတွက်ထောင်တွေမှာနေရာမလုံတော့တာကြောင့်ရုရှားအစိုးရနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေပူးပေါင်းပြီးဒီကျွန်းမှာသူတို့ကိုလာထားတာဖြစ်ပါတယ်။ဒီနေ့ကစပြီးသူတို့ဟာအကျဉ်းသားတွေမဟုတ်တော့ပဲဒီကျွန်းမှာခြေချနေထိုင်သူတွေဖြစ်သတ်မှတ်ခံရမှာဖြစ်ပြီး3လစာရိတ်ခါတွေကိုလည်းစီစဉ်ပေးထားပါတယ်။သူတို့ကိုဂျိုရူကနေ24နာရီစောင့်ကြည့်နေမှာဖြစ်ပြီးအကူအညီလို့ရင်ပင်လယ်ထဲကဝိုင်သေးတွေစီလေးနဲ့သွားပြီးအနီရောင်ခလုတ်ကိုနှိပ်ခါတောင်းဆိုနိုင်ပါတယ်။တကယ်လို့ဒီစီမံကိန်းကနေထွက်ချင်တယ်ဆိုရင်လည်းနာမည်နဲ့အကြောင်းပြချက်ပေးပြီးတော့ထောင်ထဲကိုပြန်သွားလို့ရပါတယ်။ပင်လယ်ထဲမှာဝိုင်သေးတွေကိုထားရတာကတော့လှေနဲ့သွားတဲ့အတွက်အန္တရာယ်ရှိနေတာကြောင့်မသွားခင်တေချာစဉ်းစားဆုံးဖြတ်နိုင်အောင်လို့ပဲဖြစ်ပါတယ်။အဆောင်တွေမထွက်ခွာခင်သူတို့ရဲ့လက်ထိတ်နံပါတ်တွေနဲ့ကိုက်ညီမဲ့တော့ရဲတွေကိုတဲတာမင်းမှာပြစ်ချပေးခဲ့ပါတယ်။အကျဉ်းသားတွေဟာအဲ့ဒီတော့တွေကိုလူယူဖို့ဝရုံးသုံးကတိုးဝေးနေကြပါမယ်။ကြည်လင်းနဲ့စီပါတို့ကတော့အန်ရကင်းကင်းနဲ့နောက်မှာပဲနေခဲ့ပြီးတခြားလူတွေပြုတ်ကြံခဲ့တဲ့တော့တွေကိုပဲကောက်ယူခဲ့ကြပါတယ်။အကျဉ်းသားတွေဟာအုပ်စုဖွဲ့ပြီးတော့တွေကိုဝိုင်းထားကြသလိုတချို့ကလည်းအဆောင်တွေထားခဲ့တဲ့တစ်တာတွေကိုဖွင့်ပြီးလက်နက်တွေနဲ့လူအုပ်ကိုပြန်တိုက်ခိုက်ကြပါတယ်။နောက်ဆုံးမှာတော့အာလီရဲ့ဂိုင်းကအခြေအနေကိုထိန်းချုပ်လိုက်နိုင်ပါတယ်။အာလီကသူ့အတွက်ရောစတာရီအတွက်ပါအင်ဂျင်နဲ့ဖက်နှက်ကောင်းအောင်တွေကိုအရင်ယူပြီးမှဘွိုင်းသီးစီသွားဖို့လူတစ်ယောက်ကိုရွေးချယ်လိုက်ပါတယ်။ဒါပေမဲ့သူလူတစ်ယောက်ကိုဖမ်းဆီးလိုက်တာနဲ့တပြိုင်နက်တခြားလူတွေကအခွင့်ကောင်းယူပြီးပြန်လည်တက်ခိုက်ကြတာကြောင့်ရံပွဲကပြန်ဆလာပါတော့။ဒီရံပွဲမှာလူပေါင်းများစွာတည်ဆုံခဲ့ရပါတယ်။မိုးရက်ကအာလီကိုကြောက်ခွက်နဲ့ထုတက်လိုက်တယ်လို့အိုဗီဇီယန်ကလည်းစတာရီကိုကြောက်ခွက်နဲ့ပဲထုတက်လိုက်ပါတယ်။ဘွိုင်းသီးစီသွားဖို့လှေပေါ်တက်ခဲ့တဲ့လူ3ယောက်ကလည်းရေထဲကိုပြုတ်ကျပြီးတော့ရေနစ်တည်ဆုံသွားခဲ့ကြပါတယ်။ကြံရှိနေတဲ့ကျင်းသားတွေဟာရိတ်ခါခိုးတောင်နဲ့သွားပြီးပစ္စည်းတွေကိုခွဲဝေယူကြပါတယ်။ OVCN ကတော့တွေ့ရကိရိယာတွေနဲ့သူ့လက်ထိတ်ကိုအတင်းရိုက်ချိုးပြီးဖြုတ်လိုက်ပါတယ်။ကြည်လင်းကတော့ရိတ်ခါတချို့နဲ့အင်ကြီးတစ်ထည်ကိုအိတ်ထဲထည့်နေတော့မှဒီရိတ်ခါတွေက3လစာဘလို့မှမလောက်နိုင်ဘူးဆိုတော့စီပါရဲ့စကားကိုကြားလိုက်ရပါတယ်။အဲ့နောက်မှာတော့သူဟာကိုနီကိုဟန်နဲ့အသက်ရှင်ဖို့နဲ့ဒီကျုံးကနေထွက်ပြေးဖို့လမ်းရှာဖို့အတွက်အဲ့နေရာကနေထွက်ခွာလာခဲ့ပါတယ်။ဒါဟာဇလန်းအစကအခြေအနေကိုပြန်ရောက်သွားတာပဲဖြစ်ပါတယ်။ကြည်လင်းဟာကျုံးပေါ်မှာရှောက်သွားရင်စီးနေမရှိတဲ့ကြောက်ဆောင်ကြားကနေရာလေးတစ်ခုကိုတွေ့သွားပြီးအဲ့ဒီမှာပဲစကန်ချဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာအကျဉ်းသားဝတ်စုံထဲမှာဝှက်ယူလာတဲ့သူ့မိသားစုဓာတ်ပုံလေးကိုကြည့်ရင်လွမ်းစွတ်တန်းတာကမျက်ရည်နဲ့အိပ်ပျော်သွားခဲ့ပါတယ်။ခဏအကြာမှာတော့ဒစီစီတန်တွေကြောင့်သူနိုးလာခဲ့ပါတယ်။သူယူလာတဲ့ရိတ်ခါတွေထဲမှာကြွက်တွေပါလာခဲ့တာဖြစ်ပြီးအဲ့ဒီကြွက်တွေကသူ့ရဲ့အိတ်နဲ့စားစရာတွေကိုကိုက်ဖြတ်စားတော့နေကြတာပါ။မိုးရွာလာတဲ့အခါမှာတော့ကြည်လင်းဟာကြောက်ဆောင်အောင်မှာခိုးလုံရင်းအေးတန်သက်သာအောင်မိဖို့ပြီးရင်လွန်းလေးတောက်နေပါတယ်။မိုးတိတ်သွားတဲ့အခါငှက်တကောင်ဖမ်းမိပြီးကင်စားနေတော့မှစီပါကသူ့စီရောက်လာပါတယ်။စီပါကစကားပြောရင်ကြည်လင်းရန်ထားကိုခိုးဖို့ကြိုးစားပေမဲ့ကြည်လင်းကတိသွားပြီးတော့ပြန်လွတ်ယူလိုက်ပါတယ်။အဲဒီနောက်စီပါကသူယူလာတဲ့စားနဲ့သူ့ရဲ့အကူအညီကိုအသားနဲ့လဲဖို့ကန့်လန့်တာကြောင့်ကြည်လင်းကသဘောတူလိုက်ပါတယ်။စီပါကထင်းသွားကောက်ရင်ကြောက်ဆောင်မှာချိတ်ထားတဲ့ကြည်လင်းရဲ့မိသားစုပုံကိုမြင်တော့ကြည်လင်းရဲ့ဇနီးဖြစ်သူကိုနန်းတဲ့ပုံစံလုပ်ပြပါတယ်
သူတို့နှစ်ယောက်ငှက်ခင်ကိုအတူစားပြီးတဲ့နောက်စီပါကကဘာရဲ့အစုံကိုလမ်းလျှောက်သွားပြီးငါကြောက်တက်လို့သာခုံမထရလို့ပြောပါတယ်ပြီးတော့ကြည်လင်းကိုလည်းမင်းရရောဘာလို့အသေးမခံတာလဲလို့မေးတဲ့အခါကြည်လင်းကငါမိသားစုကြောင့်ပဲသူတို့အားလုံးတိတ်ဆုံးကုန်ကြပြီငါကသူတို့ဘေးမှာပဲအတုပအခမ်းအနားနဲ့မြေမြုပ်ခံနေတာဒီကျုံးမှာတည်သွားရင်အဲ့လိုမဖြစ်နိုင်တော့ဘူးလေလို့ပြန်ဖြေပါတယ်အိပ်ပျော်သွားပြီးပြန်နိုးလာတဲ့အခါမှာတော့စီပါကသူ့ရဲ့မိသားစုပုံကိုခိုးယူပြီးမဖွဲမရကိစ္စတွေအတွက်အသုံးပြုနေရကိုကြည်လင်းတွေ့သွားပါတယ်ကြည်လင်းကဒေါသအကြီးကျယ်ထွက်ပြီးစီပါကိုထိုးကြိတ်ခါကဘာပေါ်အိုင်တွန်းချလိုက်ပါတယ်ဒါပေမဲ့စီပါကပင်လယ်ထဲကိုမကျပဲအောက်ကခုံစားမော်ကျသွားတာကြောင့်မသေးခဲ့ပါဘူးဒီလိုပြဿနာဖြစ်ခဲ့ပေမဲ့သူတို့နှစ်ယောက်ဟာကျုံးမှာတူတူဆက်ပြီးခီးနေခဲ့ကြပါတယ်စီပါကရေရတွေ့တဲ့အမိုက်တွေကိုကြည့်ပြီးပျော်နေတတ်ပေမဲ့ကြည်လင်းကတော့ငါးဖက်မှုစူးစမ်းနေပါတယ်ဒါပေမဲ့ရေထဲမှာငါးမတွေ့ရပဲကြောက်စရာကောင်းတဲ့ရေနေတော်ဝါတစ်မျိုးကိုပဲတွေ့ခဲ့ရပါတယ်ကြည်လင်းဟာကျုံးမှာလိုက်ကြည့်ရင်းနဲ့တောက်ဆောင်လေးကြားမှာရေပေါ်ပြန်လေရင်အစိပ်ပိုင်းတစ်ခုကိုရုတ်တရက်တွေ့လိုက်ရလို့အံ့ဩသွားပါတယ်ကောင်းမြင့်ပေါ်ကိုဆက်တက်ကြည့်လိုက်တဲ့အခါမှာတော့လေရင်တစ်စင်းလုံးကိုတွေ့လိုက်ရပါတယ်ကြည်လင်းဟာအရင်ကလေရင်မှုတစ်ယောက်ဖြစ်ခဲ့တာကြောင့်ဒါဟာသူ့အတွက်မျှော်လင့်ချက်တစ်ခုဖြစ်လာပါတယ်ဒါပေမဲ့လူနှစ်ယောက်ထက်နဲ့ဒီလေရင်ကိုရှေ့ဖို့မဖြစ်နိုင်တာကြောင့်လောလောဆယ်တော့သူတို့စခန်းစီကိုပြန်လာခဲ့ကြပါတယ်ကြည်လင်းကဂိုရောင်ကနေယူလာတဲ့မီးချစ်တွေနဲ့မီးဖိုလိုက်ပေမဲ့အဲ့ဒီမီးချစ်တွေကနေအစိမ့်ငွေတွေထွက်လာပါတယ်ကြည်လင်းကအစိမ့်ငွေတွေနဲ့ဝေးရာကိုရှောင်းလိုက်ပြီးအိပ်ပျော်နေတဲ့စီပါကိုပါဆွဲခေါ်သွားပါတယ်စီပါကအသိပြန်ဝင်လာပေမဲ့ယူချန်ချောင်စကားတွေပဲဆက်ပြောနေပြီးတော့ကြည်လင်းကတော့ဒီလိုအေးစိတ်နေတဲ့တန်းကြောင့်သူတို့အချိန်မရွေးတည်သွားနိုင်တဲ့ဆိုတာကိုသတိပြုမိလိုက်ပါရတယ်ကြည်လင်းနဲ့စီပါတို့နှစ်ယောက်ဟာအေးတံကိုအန်တူဖို့အတွက်အခြေစိုက်စကားကိုပြန်သွားပြီးကြောင်မီးတို့တချို့ခိုးယူဖို့ဆုံးဖြတ်လိုက်ကြပါတယ်စခန်းမှာတော့အခြေအနေတွေကလူတိုင်းတော့မလွယ်ကူပါဘူး OBCN နဲ့သူ့ကိုင်းကပဲအရာအလုံးကိုထိန်းချုပ်ထားပြီးရိတ်ခါတွေကိုခွဲတန်းချပေးကသူ့ကိုယ်သူထောင်မှန်ကြီးလို့ခေါ်ခိုင်းနေပါတယ်သူတို့အဖွဲ့ဝင်မဟုတ်တဲ့လူတွေကိုတော့အကျဉ်းတိုက်ထဲမှာပဲပိတ်လောင်ထားပြီးစစ်မှန်တဲ့ထောင်တွေမှာလို့ပဲအကန့်အသတ်နဲ့ပဲအပြင်ထွက်လမ်းလျှောက်ခွင့်ပေးပါတယ်လမ်းလျှောက်ချိန်ပြည့်လို့ပြန်ဝင်ရတဲ့အခါမှာလည်းအားလုံးကအလူရက်ပြေးဝင်ကြရပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ဆုံးမှကြံခဲ့တဲ့လူဟာအသက်ခံရမှာဖြစ်ပြီးနောက်ပိုင်းမှာသူတို့အတွက်အသားဟင်းစားစရာဖြစ်သွားမှာမဟုတ်လို့ပါပဲကြည်လင်းနဲ့စီပါတို့ဟာကြောင်မီးသွေးပုံးရှိရာကိုရောက်သွားပြီးမိချွေမိချန်လေးတွေကိုတွေ့လိုက်ရပါတယ်ခရီးဝဲကြီးလမ်းလျှောက်လာရလို့ခဲမတက်အေးစိတ်နေရကြောင်းသူတို့နှစ်ယောက်ဟာမီးဘေးမှာပဲလက်အိမ်အိပ်ပျော်သွားကြပါတယ်ဒါပေမဲ့စီပါကအတန်တချို့ကြောင့်ရုပ်ပြက်နိုးလာပါတယ် OBCN ရဲ့လူတွေဟာအသက်ခံရတဲ့အကျဉ်းသားအလောင်းကိုကင်စားဝယူလာကြတာပါစီပါကကြောက်ဆောင်နောက်မှာပုံနေနိုင်ခဲ့ပေမဲ့ကြည်လင်းကတော့အပြင်မှာကျန်နေခဲ့ပါတယ်စီပါကကြည်လင်းကိုကဲဖို့ပြန်ထွက်လာခဲ့ပေမဲ့မမီတော့ပဲနှစ်ယောက်ဆုံးဖမ်းခံလိုက်ရပါတော့တယ်သူတို့နှစ်ယောက်ကိုစခန်းအောင်ပြန်ခေါ်သွားတဲ့အခါ OBCN ကသူတို့ကိုဘယ်လိုပြစ်ပေးရမလဲဆိုတာစဉ်းစားပါတယ်အရင်ကတင်းမိုးပေါ်မှာသူတို့ဘက်ကကူညီပေးခဲ့ကူတာကိုယာကုကဝင်ပြောပေးပေမဲ့အဆောက်မျှော်စင်ပေါ်ကအက်စထရိုနက်ကသူ့ကိုဆဲဆိုနေထားတာကြောင့်ယာကုကပြန်ထိုးလိုက်ပါတယ်။ဒါကြောင့်ယာကုပါဖမ်းခံရပြီးတော့ကြည်လင်းတို့နဲ့အတူအကျဉ်းတိုက်ထဲကိုရောက်သွားပါတယ်။ပြန်ဝင်ရမယ့်အချိန်မှာကြည်လင်းကအပြင်မှာကြံနေခဲ့ဖို့ကြိုးစားပေမဲ့စီပါကသူ့ကိုတင်းဆွဲခေါ်သွားပါတယ်။နောက်ဆုံးမှကြံခဲ့တဲ့လူကိုတော့တိုင်မှာချီနှောင်လိုက်ကြပြီးအသက်မခံရခင်သူ့ရဲ့နောက်ဆုံးဆန္ဒအဖြစ်ရေတောင်းတာကြောင့်စီပါကတနာပြီးရေတိုက်ခဲ့ပါတယ်။အဲ့ညမှာပဲအကျဉ်းသားတွေဟာပြန်လည်တော်လှန်မှုတိုင်ပင်ကြပါတယ်။ရှရန်ကသူတို့ကိုစီးအောင်နိုင်ခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့တိုလီယာကသူ့ရဲ့အလုပ်ရုံမှာတခိုးဖမ်းမှုအတွက်လှုပ်ဝက်ထောင်ချောင်းတစ်ခုဆင်ထားကြောင်း OBCN ကတ်ကိုပြပါတယ်။လမ်းလျှောက်ချိန်ရောက်တဲ့အခါမှာတော့ကျင်းသားတွေဟာထုံးစံအတိုင်းပြင်းမဝင်ကြတော့ပဲအားလုံးစုပေါင်းပြီးအာဏာဖီဆန်ကြပါတယ်။ယာကုကအက်စထရိုနက်ကိုကြောက်ခွက်နဲ့ထုလိုက်ပြီးပါးစပ်ပိတ်စေခဲ့ပါတယ်။ကြည်လင်းက OBCN စီသွားပြီးအပေးယူတစ်ခုလုပ်ပါတယ်။သူတို့ကိုဝိုင်းသီးစီသွားခွင့်ပေးပြီးစားစရာတောင်းဝင်ပြုရင်သူတွေ့ထားတဲ့လေရင်ရှိတဲ့နေရာကိုပြပြမယ်လို့ကန့်လန့်ပါတယ်။ OBCN ကသဘောတူပြီးသူတို့ကိုလွှတ်ပေးလိုက်ပါတယ်။ကြည်လင်းနဲ့တိုလီယာတို့ကလှိနဲ့ထွက်သွားတဲ့အခါမှာတော့ OBCN ကကြည်လင်းကြောင်းစုံစမ်းကြည့်ပါတယ်။အဲ့ဒီအခါမှာကြည်လင်းဟာအရင်ကလေရင်မှုတစ်ယောက်ဖြစ်ပြီးလေရင်ပြတ်ကျမှုမှာသူ့မိသားစုဆုံးရှုံးခဲ့ရတာ။အဲ့ဒီနောက်လေစိတ်ကတာဝန်ရှိတဲ့သူတွေကို rifle နဲ့တတ်ခဲ့လို့ထောင်ကျနေတာဖြစ်ကြောင်းသိသွားပါတယ်။ဒါကိုကြတော့ OBCN ကကြည်လင်းမှာနောက်ရှိနေလိမ့်မယ်လို့သုံးသပ်လိုက်ပါတယ်။လှေကဝေးကိုရောက်သွားတာနဲ့ OBCN ကသူ့ရဲ့ဂရိကိုဖျက်ပြီးကျန်တဲ့လူတွေကိုအကျဉ်းတိုက်ထဲပြန်မောင်းသွင်းပါတယ်။ယာခုကပြန်လက်ခုခံပေမဲ့ချက်ချင်းပဲတတ်ခံလိုက်ရပါတယ်။တစ်ဖက်မှာတော့တိုလီယာကဝိုင်းသီးစီရောက်သွားပေမဲ့ဝိုင်းသီးကပြက်နေရကြောင်းအကူအညီတောင်းလို့မရခဲ့ပါဘူး။သူတို့ကမ်းခြေကိုပြန်ရောက်တဲ့အခါကြည်လင်းကစားစရာတွေလာတော့မယ်လို့လိန်ပြောပေမဲ့အစိမ်းရောင်မီးလင်းတာမတွေ့ရတဲ့အတွက် OBCN ကမယုံပါဘူး။တိုလီယာကလေရင်ရှိတဲ့အကြောင်းထပ်ပြောပေမဲ့ OBCN ကဒါကိုလည်းလိန်ညာမှုလို့ပဲထင်နေပါတယ်။အဲ့အချိန်မှာပဲ OBCN ကလေရင်ပြန်တော်မျိုးလက်နှစ်ပတ်ဆက်ပြီးဟန်လုံးနေရကို OBCN ကအမြင်ကပ်ပြီးသူ့လည်းပြောညှစ်လိုက်ပါတယ်။အဲ့ဒီခွင့်ရေးကိုတောင်းချပြီးတိုလီယာကအနောက်ကနေဝင်တိုက်ခိုက်က OBCN ကိုတပ်ပစ်လိုက်ပါရတယ်။ OBCN တည်ဆုံးသွားပြီးတဲ့နောက်သူ့အဖွဲ့ဝင်တွေဖြစ်တဲ့ Amubak နဲ့ Azanov တို့ကကျန်တဲ့ဂိုင်းသားတွေကိုအကုန်တပ်ပစ်လိုက်ကြပါတယ်။ Astronaut ကတော့သူတို့လက်ထက်ကနေလွတ်အောင်ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။အဲဒီနောက်သူတို့ကကြည်လင်းကိုရှစ်ဆက်ပါလို့မလဲလို့မေးတဲ့အခါကြည်လင်းကအကျဉ်းသားတွေကိုအကုန်လွှတ်ပေးလိုက်ပါစားစရာတွေမကြခင်ရောက်လာတော့မှာပါ။ဝိုင်းသီးပြက်နေလို့မိစိမ့်ပြတာကိုမမြင်ရတာလို့အာမခံလိုက်ပါတယ်။
တခြားလူတွေကတော့ဒါကိုမယုံကြည်ကြပဲငါတို့မှာစားစရာဖြစ်သုံးလို့ရတဲ့အလောင်းတွေအများကြီးရှိနေတာပဲလို့ပြောကြပေမဲ့တိုလျာကတော့အလောင်းတွေကိုမြေမြုပ်ပေးတဲ့နယ်လို့ယူဆပါတယ်ကြည်လင်းကလေရင်ရှိတဲ့အကြောင်းကိုပါထပ်လောင်းပြောပြတာကြောင့်အမ်မိုဘတ်တို့ကနောက်ဆုံးမှသဘောတူလိုက်ကြပါတယ်သူတို့ဟာအကျဉ်းသားတွေကိုလွှတ်ပေးလိုက်ပြီးစားစရာတွေရောက်လာဖို့ရန်နှန်းငယ်စောင့်ရမယ်ဒါပေမဲ့နောက်မှာတယောက်ကိုတယောက်စားစရာဖြစ်တက်ဖြတ်တာမျိုးမလုပ်ရတော့ဘူးအားလုံးငြိမ်းငြိမ်းနဲ့ပူပေါင်းဆောင်ရွက်ကြပါလို့ကြေညာလိုက်ပါတယ်ဒါအပြင်လေရင်ကိုတောတယ်ဖို့လူတစုလွှတ်ပြီးလေယုံတစ်ခုဆောက်ကတဖေးဖေးပြုတ်ပြင်ပြီးတော့ဒီကျုံးအောင်ထွက်ပြေးဖို့စီစဉ်ကြပါတယ်အဲအချိန်မှာပဲစီပါကမင်းတို့ပြောတဲ့ဂျိုရုဆိုတာကြီးကမရှိပါဘူးလို့အော်ဟစ်ပြီးတဲပြင်ပေါ်မှာအလောင်း၃လောင်းနဲ့ SOS ဆိုတဲ့စလုံးကိုဖော်ကအနှောက်အယှက်ပေးလိုက်ပါတယ်ခဏကြာမှတော့ထွက်ပြေးသွားတဲ့ Astro နဲ့ပြန်ရောက်လာပါတယ်အခုကငင်းချမ်းယူထားတဲ့အချိန်ဖြစ်တာကြောင့်သူတို့ပေါ်လောက်ခဲ့တာတွေကိုခဏမေ့ထားပေးပြီးသူ့ကိုစားစရာတွေဝေမျှပေးခဲ့ကြပါတယ်ကြည်လင်းကလူတစုကိုဥဆောင်ပြီးလေရင်ရှိရာကိုသွားတဲ့အခါမှာတော့ကြည်လင်းပြောတာအမှန်ဖြစ်နေတာကြောင့်အားလုံးစစ်တပ်တွေတက်ကြကုန်ကြပါတယ်သူတို့ဟာလေရင်ကိုအစိပ်ပိုင်းတွေခွဲလိုက်ပြီးအခြေစိုက်ဆန်ကစီတက်ဆောင်လာခဲ့ကြပါတယ်နောက်ဆုံးမှာတော့မာတာနဲ့အဆောင်တွေဟာကျုံးပေါ်ကိုရောက်ရှိလာပါတယ်သူတို့ကဓာတ်ငွေတွေတုံးပြီးအကျဉ်းသားတွေကိုအနားမကအောင်လုပ်ထားပေမဲ့ကြည်လင်းကိုတော့မာတာနဲ့စကားပြောဝင်ပြပါတယ်မာတာကအကျဉ်းသားတွေဘာလို့ဓာတ်စီတွေတောင်းနေရလဲဆိုပြီးဇဝေဇဝါဖြစ်နေပါတယ်ကြည်လင်းကတော့လေအားလျက်စစ်ဆက်တွေကဝင်ရိုးစွန်းညတွေမှာအလုံးမလုံးလို့မိဆက်အတွက်သုံးဖို့ပါလို့လိန်ပြောလိုက်ပါတယ်တကယ်တော့အဲ့ဒီစီတွေကိုလေရင်ပြန်တမ်းဖို့အတွက်အသုံးပြုချင်တာပါကြည်လင်းကစီပါလောက်ထားတဲ့ SOS အချက်ပြမှုကိုဘာလို့အကြောင်းမပြန်တာလဲလို့မေးတဲ့အခါမှာတော့မာတာကငါတို့ဂျိုတို့ကအပူလိုင်းကိုပဲဖမ်းယူနိုင်တဲ့အမျိုးအစားမို့လို့လူတွေနဲ့မိဖို့တွေကိုပဲမြင်ရတယ်စလုံးတွေကိုဖတ်လို့မရဘူးလို့ပြန်ဖြေပါတယ်မာတာကလွန်ခဲ့တဲ့ရက်ပိုင်းကလူတွေစခန်းနဲ့အဝေးကြီးကိုဘာတော့လောက်တာလဲလို့မေးတဲ့အခါကြည်လင်းကငါးသွားဖက်တာလို့လိန်ပြောပြန်ပါတယ်ဒါပေမဲ့အဲ့ဒီနားမှာငါးမရှိတာကိုသိနေတဲ့မာတာတို့ကမယုံတာကြောင့်ရင်းနဲ့တက်တဝါတွေကိုဖမ်းဆတာလို့ထပ်လိန်လိုက်တဲ့အခါမာတာတို့တော်တော်လေးအံ့ဩသွားပါတယ်မာတာကအကျဉ်းသား206ယောက်ထဲမှာဘယ်နှယောက်ကြံနေတယ်လို့မေးတာကိုကြည်လင်းကတန်တရားဝင်သွားပါတယ်ဂျိုရုရှိရင်သူတို့သိတင်တာပေါ့ကြည်လင်းက89ယောက်ပဲကြံတော့ပြီးအများစုကဖျားနာနေကြတယ်ဒါပေမဲ့ဘယ်သူမှထောင်ထဲပြန်မသွားချင်ကြဘူးလို့ပြောလိုက်ပါတယ်မာတာကကြည်လင်းကိုတကိုယ်ရေးတောင်းဆိုမှုတစ်ခုလုပ်ခွင့်ပေးတဲ့အခါကြည်လင်းကစားရတချို့ကိုပေးပြီးသူ့လူတွေကိုကောင်းကောင်းထောက်ပံ့ပေးဖို့ပဲတောင်းဆိုခဲ့ပါတယ်ရိတ်ခါအသက်တွေရောက်လာတဲ့အခါကြည်လင်းတို့ဟာလေယုံထဲမှာဝတ်ထားတဲ့လေရင်ထဲကိုဓာတ်စီထည့်ကြည့်ပြီးအလုံးလုံးတာကိုဝမ်းသာအားရအတည်ပြုနိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့အမေရိကန်ချင်းသားအုပ်စုအသစ်တစ်ခုကျုံးမကိုရောက်လာတာကိုသူတို့တွေ့လိုက်ရပါတယ်အဲ့ဒီအမေရိကန်နေမှာလည်းခေါင်းဆောင်တစ်ယောက်ပါလာပြီးကြည်လင်းကလက်ဆွဲနှုတ်ဆက်ဖို့ကြိုးစားပေမဲ့အဲ့ဒီလူကကြည်လင်းကိုထိုးနှက်လိုက်တာကြောင့်နှစ်ဖက်အုပ်စုကြားမှာပြင်းထန်တဲ့ရံမွဲကြီးဖြစ်သွားပါတော့တယ်စီပါကကြည်လင်းကိုအလုပ်ရုံနဲ့ဆွဲခေါ်ပြီးသွားပုန်းနေပါတယ်လိုက်လာတဲ့အမေရိကန်တယောက်ကတော့တိုရီယာရဲ့ထောင်ချောင်းမိပြီးချက်ချင်းတေဆုံးသွားပါတယ်အာဆာနော့ဖ်ကအမေရိကန်ခေါင်းဆောင်နဲ့ရှင်တိုက်ပေမဲ့ရင်းနေတော့အမ်မူဘက်ကဝင်ကူပြီးတော့အဲ့လူကြီးကိုတပ်ပစ်လိုက်ပါတယ်စခန်းကအဆောက်အဦလည်းမိလောင်ကုန်ပါတယ်ဒီအခြေအနေကိုစီမံကိန်းတာဝန်ရှိသူတွေကစောင့်ကြည့်နေကြပါတယ်အခြေအနေတွေကထိမ့်မနိုင်သိမ်းမရဖြစ်ကုန်ပြီးအကျဉ်းသား40%ကျော်တေဆုံးသွားပြီဆိုတာသိလိုက်ရတဲ့အခါမာတာကရုံးချုပ်ကိုဖုန်းဆက်ပြီးခုံးနေအိုက်စလန်ကိုအကောင့်ထဲပေါ်ဖို့ညွှန်ကြားလိုက်ပါတယ်အဆောင်လေးဟာကျုံးမော်ကိုရောက်လာပြီးကြန့်ရှိနေတဲ့အကျဉ်းသားအလုံးကိုပြစ်တက်လိုက်ပါတော့မာတာကတော့ကြည်လင်းပေးထားတဲ့စာရွက်တွေကိုမိရှို့ဖျက်ဆီးပလိုက်ပါတယ်ဒါပေမဲ့ကန်ကောင်းထမစွာနဲ့တာမော်နဲ့လေယုံထဲမှာပုံနေခဲ့ကြတဲ့ကြည်လင်းစီပါအာဆာနော့ဖ်နဲ့တိုလျာတို့၄ယောက်ကတော့အသက်ရှင်ကျန်ရစ်ခဲ့ပါတော့သူတို့အားလုံးစုပေါင်းပြီးလေယုံကိုအပြင်ကိုတွန်းထုတ်ခဲ့ကြပါတယ်ဒါပေမဲ့လေမော်တက်ခန်ဒီအချိန်မှာတော့စီပါကသူတို့ကိုနှုတ်ဆက်စကားပြောပြီးတောင်ဝုံပေါ်ကိုပြေးတက်သွားပါတယ်။အရင်လိုမကြောက်တော့ပဲပင်လယ်ထဲကိုခုန်ချဖို့ဆုံးဖြတ်လိုက်တာပါ။ကျန်တဲ့3ယောက်ဟာလေမော်တက်ပြီးကြည်လင်းကလေကိုဘေးကင်းကင်းနဲ့ပြန်တက်နိုင်အောင်မောင်းနေခဲ့ပါတယ်။လမ်းမှာအဆောင်တွေကလှမ်းပစ်တာကြောင့်ကြည်လင်းနဲ့တူပါလာတဲ့အဖော်2ယောက်စလုံးကြည်စံထိမှန်ပြီးတေဆုံးသွားခဲ့ကြပေမဲ့ကြည်လင်းကတော့ကြည်စံမထိပဲလွတ်မြောက်သွားခဲ့ပါတယ်။အဆုံးမှာတော့ကြည်လင်းဟာသူတန်းထားခဲ့တဲ့လွတ်လပ်မှုစီကိုလေရင်နဲ့တူပြန်တန်းထွက်ခွာသွားပါတော့တယ်။